ဒီကိုတွေအားလုံးပဲမြင်လာပါပရီးမီးယားလိပွဲစဉ်ပွဲကြီးပွဲကောင်းဖြစ်တဲ့အာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးခြင်းပါတယ်ဒီလိုပွဲလေးတွေလိုချင်တော့ Telegram Channel လေးကို join နာပေးပါဒီပွဲရတော့အကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်အာဆင်နယ်ကတော့အမတ်အသာနဲ့ဇယားထိတ်မှာဦးဆောင်နေပါတယ်ခုရာစီအိမ်ဝင်းဆက်တပွဲကစားထားတာမှာ6ပွဲနိုင်2ပွဲတည်ရည်နဲ့ရှုံးပွဲရှိမထားပါဘူးနောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာလည်းအင်တာမီလန်ကို 1-3 နဲ့နိုင်ထားတာမလို့စိတ်သက်ပိုင်းကတော့လုံးဝတက်ကြွနေပါတယ်ယူနိုက်တက်ကတော့အာဆင်နယ်နဲ့15မှတ်အကွာအဆင့်9နေရာမှာရောက်နေပြီးတော့ညီပြတ်တဲ့လက်ထက်မှာကစားဟန်ပြောင်းလဲဖို့စူးစမ်းနေတဲ့ကာလပါခုရာဒီအဝေးကွင်းပွဲစဉ်အများစုမှာရမတ်တွေဆုံးရှုံးခဲ့တာရှိပေမဲ့မိုက်ကယ်ကောင်းတွေပထမဆုံးကင်တွယ်ခဲ့တဲ့မန်စီးတီးနဲ့ပွဲစဉ်မှာတော့ Z2 နဲ့အနိုင်ယူထားတာမလို့ short တွက်လို့တော့မရပါဘူးလူစီမန်ကိုကြည့်မယ်ဆိုရင်အာဆင်နယ်ရဲ့ခံစစ်ပိုင်းမှာကာလာဖီယိုရီနဲ့ဟင်ကပေတို့ဒဏ်ရာရနေပေမဲ့ကွဲလယ်မှာ Declan Rice အပြင်တိုက်စစ်ပိုင်းမှာလည်းလူဆုံနေတာကြောင့် United ရဲ့အမားရင်းများတဲ့ခံစစ်ကိုထိုးဖောက်နိုင်မှာပါ United ဘက်မှာတော့ဒီလေးနဲ့ဇက်စီတို့ဒဏ်ရာပြဿနာရှိနေပေမဲ့အမ်ဘူမိုအာမတ်တို့ပြန်လည်ပါဝင်လာနိုင်တာကြောင့်အာဆင်နယ်ရဲ့ကွင်းလယ်ကိုဘယ်လိုထိန်းချုပ်မလဲဆိုတာတော့ကြည့်ရမှာပါအတူဘက်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွဲဆုံခဲ့တဲ့9ပွဲမှာအာဆင်နယ်က3ပွဲနိုင်ထားပြီး United က1ပွဲနိုင်နဲ့1ပွဲပဲတည်ကြထားပါတယ်ဂန်နာတို့ကဇယားထိတ်ကနေရာကိုထိန်းထားဖို့စွမ်းကုန်စူးစမ်းမှာဖြစ်ပြီးတော့ United တို့ကလည်းနီးပြတဲ့အတူရလက်ကောင်းရအောင်တော့ကစားပါလိမ့်မယ် United အတွက်ကတော့အာဆင်နယ်ရဲ့ကွင်းလယ်ကိုဘယ်လိုထိန်းချုပ်မလဲဆိုတာကအပြောင်းလဲဖြစ်လာနိုင်တယ်လို့လက်ရှိခံစစ်ပိုင်းနဲ့တိုက်စစ်အရာဆိုရင်တော့ဂန်နာတို့ကပဲကတ်နိုင်တော့ပါလိမ့်မယ်ညီကိုတို့ဒီပွဲလေးရဲ့ရလက်လေးကိုကွန်မန့်လေးမှာခံမှန်းပြီးတော့ပါအောင်ဗျအားလုံးပဲဂိုးလက်ဖြစ်ကြပါစေဗျ